မြန်မာနိုင်ငံရဲ့မြေပြင်အောက်မှာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလူယဉ်ကျေးမှုကြီးတစ်ခုရဲ့တဲလွန်သားတွေအခုထိတိတ်တဆိတ်အိပ်ပျော်နေတယ်ပါဒီနေ့ကျွန်တော်တို့မြင်နေရတဲ့လယ်ကွင်းတွေအုပ်အဟောင်းတွေမြေတောင်ပုံလေးတွေဟာတစ်ချိန်ကလူပေါင်းတောင်းချီနေထိုင်ခဲ့ကြတဲ့မြို့ပြကြီးတွေရဲ့အတွင်းအကျန်တာသူတို့မှာကိုယ်ပိုင်စာပေရှိခဲ့ကိုယ်ပိုင်ငွေကင်းသားတွေရိုက်နှိပ်အသုံးပြုခဲ့အုတ်တိုင်းကြီးတွေနဲ့ဝန်းရံထားတဲ့မြို့ကြီးတွေကိုတိဆောက်နိုင်ခဲ့တယ်မိုးနေတဲ့မြန်မာပြည်အလဲပိုင်းမှာတောင်အစစ်မြင့်တဲ့ရေဆယ်မြောင်းစနစ်တွေကိုဖန်တီးနိုင်ခဲ့ကြပါတယ်ဒီလိုထွန်းကားတဲ့ယဉ်ကျေးမှုကြီးဟာရာစုနှစ်အနည်းငယ်အကြာမှာသမိုင်းစာမျက်နှာတွေပေါ်ကနေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်ဒါဟာစစ်ပွဲတစ်ခုရဲ့ရလဒ်လားသဘာဝဘေးအန္တရာယ်ရဲ့ရိုက်ခတ်မှုလားဒါမှမဟုတ်ကျွန်တော်တို့အားလုံးနေ့တိုင်းပြောနေတဲ့မြမသမိုင်းထဲမှာပဲသူတို့ဟာနာမည်တစ်ခုပြောင်းပြီးဆက်လက်ရှင်သန်ခဲ့တာလားဒီနေ့စတူဒီယိုဆိုင်လိုမှာတော့မြမသမိုင်းတွေကအကြီးမားဆုံးပဟေလီတစ်ခုဖြစ်တဲ့ပြူတွေဘယ်ရောက်သွားခဲ့တာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကိုရှေးဟောင်းသုတေသနအထောက်အထားတွေတရုတ်ရာဇဝင်မှတ်တမ်းတွေမြမရှေးဟောင်းကြောက်စာတွေနဲ့အတူတဆင်ချင်းသေချာလေ့လာသွားပါမယ်ဒီပဟေလီကိုဖြေရှင်းရင်အရင်ဆုံးပြူနိုင်ငံတွေဘယ်လောက်ထိထွန်းကားခဲ့သလဲဆိုတာသိဖို့လိုပါတယ်ပြူဆိုတာလူမျိုးတစ်မျိုးရဲ့နာမည်တိုင်းမဟုတ်ပါဘူးမြန်မာနိုင်ငံအလယ်ပိုင်းမှာရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့တဲ့မြို့ပြယဉ်ကျေးမှုကြီးတစ်ခုရဲ့နာမည်ပါဒီနေ့ UNESCO ကကမ္ဘာအမွေအနှစ်စာရင်းထဲမှာပါဝင်နေခဲ့ပါတယ်ပရိခေတ္တရာဗေဒနိုးဟန်လင်းဒီမြို့ဟောင်းတွေကတစ်ချိန်ကပြူတို့ရဲ့အင်အားနဲ့တိုးတက်မှုကိုပြသနေတဲ့နေရာတွေပါအထူးသဖြင့်ပရိခေတ္တရာမြို့ဟောင်းဟာစုရန်ကီလိုမီတာရာချီကျယ်ဝန်းတဲ့မြို့တစ်မြို့ဖြစ်ခဲ့ပြီးတော့အဲ့ဒီခေတ်ကအရှေ့တောင်အာရှရဲ့အကြီးဆုံးမြို့ပြတွေထဲကတစ်ခုလို့ပညာရှင်အချို့ကသတ်မှတ်ထားကြပါတယ်ဒီမြို့တွေကိုကြည့်လိုက်ရင်မြို့ရိုးကြီးတွေတကားပေါက်တွေရေကန်တွေရေမြောင်းတွေကိုစနစ်တကျတည်ဆောက်ထားတာတွေ့ရပါတယ်ဒါကပြူတွေဟာစိုက်ပျိုးရေးအင်ဂျင်နီယာပညာနဲ့မြို့ပြစီမံကိန်းမှာအလွန်တိုးတက်ခဲ့ကြောင်းပြသနေပါတယ်ဒါရင်မကသေးပါဘူးရှေးဟောင်းသုတေသနပညာရှင်တွေတူးဖော်တွေ့ရှိခဲ့တဲ့ငွေထင်းကားတွေကြောက်စာတွေအစင်တစားတွေကပြူတို့မှာကိုယ်ပိုင်စီးပွားရေးစနစ်နဲ့အမှုပညာယဉ်ကျေးမှုရှိခဲ့ကြောင်းသက်သေပြနေပါတယ်တရုတ်ထန်မင်းဆက်လက်ထက်မှာလည်းမှတ်တမ်းတွေရှိပါတယ်ပြူနိုင်ငံအကြောင်းအသေးစိတ်ဖော်ပြထားတဲ့မှတ်တမ်းတွေပါပြူတွေဟာဂီတကိုနှစ်သက်ကြတယ်ဗုဒ္ဓဘာသာကိုကိုးကွယ်ကြတယ်နိုင်ငံခြားနိုင်ငံတွေနဲ့တန်တမန်ဆက်ဆံရေးတောင်ရှိခဲ့တယ်လို့မှတ်တမ်းတင်ထားပါတယ်ဆိုလိုတာကလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကလေးကဒီမြမမြေပေါ်မှာအစစ်မြင့်မြို့ပြယဉ်ကျေးမှုတစ်ခုအမှန်တကယ်ရှင်သန်ခဲ့တာပါဒါပေမဲ့ဒီလောက်အင်အားကြီးတဲ့ယဉ်ကျေးမှုကြီးကဘာကြောင့်သမိုင်းထဲကနေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တာလဲဒီအဖြေကိုရှာဖို့အခုကျွန်တော်တို့ခရစ်နှစ်900စုရှိကိုပြန်သွားရပါလိမ့်မယ်ခရစ်နှစ်900စုအစောပိုင်းပြူမျိုးပြနိုင်ငံတွေတည်ငြိမ်တိုးတက်နေတဲ့အချိန်မှာမြောက်ဘက်ကအင်အားကြီးနိုင်ငံတစ်ခုကလည်းတဖြည်းဖြည်းကြီးထွားလာနေပါတယ်အဲ့ဒီနိုင်ငံရဲ့နာမည်ကနန်ကျောက်ဒီနေ့တရုတ်နိုင်ငံယူနန်ဒေသကိုအခြေပြုထားတဲ့နိုင်ငံတစ်ခုပါသမိုင်းမှတ်တမ်းတွေအရနန်ကျောက်ဟာအနီးအနားဒေသတွေကိုဇက်တိုက်သိမ့်ပတ်ရင်အင်အားချဲ့ထွင်လာခဲ့ပါတယ်အဲ့ဒီလမ်းကြောင်းမှာပြူမျိုးပြနိုင်ငံတွေလည်းပါဝင်လာခဲ့ပါတယ်တရုတ်ထန်မင်းဆက်ရဲ့ရာဇဝင်မှတ်တမ်းတချို့မှာခရစ်နှစ်832ဝန်းကျင်ကနန်ကျောက်တပ်တွေဟာပြူနယ်မြေတွေကိုတိုက်ခိုက်ခဲ့ပြီးတော့ပြူလူကြီးအများပြားကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဖော်ပြထားပါတယ်မှတ်တမ်းတချို့မှာတော့လူပေါင်း3000ကျော်ကိုယူနန်ဘက်ခေါ်ဆောင်သွားခဲ့တယ်လို့တောင်ဆိုထားပါတယ်ဒါပေမဲ့ဒီနေရာမှာသတိထားရမှာကသမိုင်းပညာရှင်တွေကဒီစစ်ပွဲတစ်ခုတည်းကြောင့်ပြူယဉ်ကျေးမှုပြိုလဲသွားတယ်လို့တိတိကျကျမပြောကြပါဘူး။ဘာကြောင့်လဲ။စစ်ပွဲတစ်ခုကမြို့တစ်မြို့ကိုဖျက်ဆီးနိုင်ပေမဲ့နှစ်ပေါင်းရာချီတည်ရှိခဲ့တဲ့ယဉ်ကျေးမှုတစ်ခုလုံးတစ်ခါတည်းနဲ့ပျောက်ကွယ်သွားအောင်လုပ်ဖို့ဆိုတာမလွယ်ကူပါဘူး။ဒါကြောင့်သူတေသီတွေကနောက်ထပ်သဲလွန်သားတွေကိုဆက်လက်ရှာဖွေခဲ့ကြပါတယ်။ပြူမျိုးဟောင်းတွေကိုရှေးဟောင်းသူတေသနပညာရှင်တွေတူးဖော်တဲ့အခါစိတ်ဝင်စားစရာအထောက်အထားတွေထပ်တွေ့လာပါတယ်။အုတ်တိုင်းအစိပ်ပိုင်းတွေမိတောင်ထားတဲ့အဆောက်အုံအကျွင်းကျန်အချို့အိုးပိုင်းစတွေဝေရင်းကားတွေကြောက်စာတွေ
ဒါပေမဲ့ဒီအထောက်ထားတွေကဒါဟာနန်ကြောက်စစ်ပွဲကြောင့်ဖြစ်တယ်လို့ဓာတ်ရိုက်ပြောမပေးနိုင်ပါဘူးတချို့ဟာမတူညီတဲ့အချိန်ကဖြစ်ရတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ပြူရင်ကျေးမှုရဲ့ကြဆုံးမှုကိုအကြောင်းရင်းတစ်ခုတည်းနဲ့ရှင်းပြလို့မရဘူးဆိုတဲ့အမြင်ဟာယနေ့သမိုင်းပညာရှင်အများစုလက်ခံထားတဲ့အမြင်ဖြစ်လာပါတယ်ဒါဆိုစစ်ပွဲအပြင်ပြူတို့ကိုအားနည်းသွားစေခဲ့တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုရှိသေးတာလားအဖြေကတော့ရှိနိုင်ပါတယ်အဲ့ဒီသဲလွန်သားကတော့သဘာဝတရားကိုယ်တိုင်ဖြစ်ပါတယ်တရားခံကသဘာဝတရားလားစစ်ပွဲတစ်ခုတည်းကနှစ်ပေါင်းရာချီရှင်သန်ခဲ့တဲ့ယဉ်ကျေးမှုကြီးတစ်ခုကိုအပြီးတိုင်ပျောက်ကွယ်သွားစေနိုင်တာဒီမေးခွန်းကသမိုင်းပညာရှင်တွေကိုဒီနေ့အထိအဖြေရှာခိုင်းနေပဲဖြစ်ပါတယ်သူတို့ရဲ့အင်အားဟာစစ်တပ်အင်အားပေါ်မှာမတည်ခဲ့ပါဘူးသူတို့ရဲ့အသက်သွေးကြောကရေပါမြန်မာနိုင်ငံအလယ်ပိုင်းဟာမိုးအလွန်များတဲ့ဒေသမဟုတ်ပါဘူးဒါပေမဲ့သူတွေကဒီအခက်အခဲကိုအနိုင်ယူနိုင်ခဲ့ကြပါတယ်သူတို့ဟာရေကန်တွေတူးတယ်ရေမြောင်းတွေဖောက်တယ်မိုးရာသီမှာရေကိုတိုးလောင်ထားတယ်နွေရာသီမှာလယ်တွေစီကိုပြန်ပို့တယ်ဒီစနစ်ကြောင့်အခြားဒေသတွေတဲ့စိုက်ပျိုးရေးပုံမှုတိုးတက်ခဲ့ပါတယ်လူဦးရေလည်းတိုးလာတယ်မြို့ကြီးကလည်းတဖြည်းဖြည်းကြီးထွားလာပါတယ်ဒါပေမဲ့ခရစ်နှစ်900စုဝန်းကျင်မှာရာသီဥတုပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့နိုင်တယ်လို့သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသီတချို့ကသုံးသပ်ထားပါတယ်မိုးရသွန်းမှုပုံစံပြောင်းလဲလာရင်ရေကန်တွေခြောက်တွေ့လာမယ်ရေမြောင်းတွေသဲဖုံးလာမယ်စိုက်ပျိုးရေးအထွတ်နှုန်းကျဆင်းမယ်မြို့ကြီးတစ်မြို့ကိုအသက်ရှင်စေတဲ့အစာရေစာကလည်းမလုံလောက်တော့ပါဘူးဒါအပြင်စစ်ပွဲတွေကြောင့်လူအင်အားလည်းလျော့နေလာခဲ့ရင်ရေမြောင်းတွေကိုဘယ်သူကပြုပြင်ထိန်းသိမ်းတော့မှာလဲနှစ်အနည်းငယ်အတွင်းသိတာကြမှာသိတာပါမယ်ဒါပေမဲ့ဆယ်စုနှစ်တွေကြာလာတာနဲ့အမျှဒီစနစ်တစ်ခုလုံးတဖြည်းဖြည်းယိုယွင်းလာနိုင်ပါတယ်ဒါကြောင့်ပြူရင်ကျေးမှုကြီးပြိုလဲခဲ့တာဟာစစ်ပွဲတစ်ခုတည်းကြောင့်မဟုတ်ဘဲစစ်ပွဲရာသီဥတုပြောင်းလဲမှုစီးပွားရေးနဲ့လူမှုရေးအပြောင်းအလဲဒီအကြောင်းရင်းတွေအလုံးပေါင်းဆက်သွားခဲ့တာဖြစ်နိုင်တယ်လို့သမိုင်းပညာရှင်အများစုကယူဆကြပါတယ်ဒါပေမဲ့ဒီဇလန်ကဒီမှာမဆုံးသေးပါဘူးအကြီးမားဆုံးမေးခွန်းတစ်ခုကျန်နေပါသေးတယ်ပြူလူမျိုးတွေကရောဘယ်ရောက်သွားခဲ့ကြတာလဲတကယ်ပဲသူတို့အားလုံးပျောက်ကွယ်သွားခဲ့တာလားဒါမှမဟုတ်သူတို့ရဲ့သွေးဘာသာစကားနဲ့ယဉ်ကျေးမှုတွေကနောက်ထပ်ပေါ်ထွန်းလာတဲ့ယဉ်ကျေးမှုတစ်ခုထဲမှာဆက်လက်ရှင်သန်နေခဲ့တာလားဒီအဖြစ်ကိုသက်တမ်းနှစ်ပေါင်း900ကျော်ရှိတဲ့ကြောက်စာတစ်ချက်ကတိတ်တဆိတ်ပြောပြနေပါတယ်သူတွေဟာတကယ်ပဲပျောက်ဆုံးသွားခဲ့ကြတာလားဒီမေးခွန်းရဲ့အဖြေကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကကြောက်စာတစ်ချက်ကတိတ်တဆိတ်ပြောပြနေပါတယ်အဲ့ဒီကြောက်စာကတော့ဗကံမြို့မှာရှိတဲ့ညစေတီကြောက်စာဖြစ်ပါတယ်ခရစ်နှစ်1113ဝန်းကျင်ကရေးထိုးခဲ့တဲ့ကြောက်စာမှာစာသားတစ်ခုတည်းကိုပဲပါဠိပြူမွန်နဲ့မြန်မာဘာသာ၄မျိုးနဲ့ရေးထိုးထားပါတယ်ဒီအချက်ကဘာကိုပြသလဲဆိုရင်ပကံခေတ်အစောပိုင်းအထိပြူဘာသာစကားကိုနားလည်သူတွေရှိနေသေးတယ်ဆိုတာကိုပြနေပါတယ်ဒါကြောင့်သမိုင်းပညာရှင်အများစုကပြူလူမျိုးတွေဟာတနေ့တည်းနဲ့ပျောက်ကွယ်သွားတာမဟုတ်ပဲနောက်ပိုင်းပေါ်ထွန်းလာတဲ့လူမှုအတိုင်းဝိုင်းတွေနဲ့တဖြည်းဖြည်းပေါင်းစည်းသွားခဲ့နိုင်တာလို့ယူဆကြပါတယ်သူတို့ရဲ့နာမည်ဟာသမိုင်းစာမျက်နှာပေါ်ကနေတဖြည်းဖြည်းလျော့နေသွားခဲ့ပေမဲ့သူတို့ရဲ့ယဉ်ကျေးမှုဗုဒ္ဓဘာသာပေါ်ယုံကြည်မှုမြို့တည်ဆောက်ပုံရေစီမံခန့်ခွဲမှုအတွေ့အကြုံတွေကတော့နောက်ပိုင်းပကံခေတ်ယဉ်ကျေးမှုဖွံ့ဖြိုးလာရမှာတစ်စိတ်တစ်ပိုင်းပါဝင်နိုင်ခဲ့တယ်လို့ပညာရှင်တချို့ကသုံးသပ်ထားပါတယ်ဒီတော့ပြူလူမျိုးတွေဘယ်ရောက်သွားလဲဆိုတဲ့မေးခွန်းရဲ့အဖြေကသူတို့လုံးဝပျောက်ကွယ်သွားခဲ့တယ်လို့ပြောဖို့ခက်ခဲပါတယ်ပို့ပြီးတော့ဖြစ်နိုင်တာကသူတို့ရဲ့နိုင်ငံရေးအာဏာကျဆုံးသွားခဲ့ပေမဲ့လူတွေယဉ်ကျေးမှုအတွေးအခေါ်ဘာသာစကားအမွေအနှစ်တွေကတော့နောက်ထပ်ခေတ်တစ်ခုတည်းကိုဆက်လက်စီးဆင်းသွားခဲ့တာဖြစ်နိုင်ပါတယ်ဒီနေ့ကျွန်တော်တို့တရိခေတ်တရားဗိသနိုးဟန်လင်းမြို့ဟောင်းတွေကိုတွားကြည့်တဲ့အခါမှာမြင်နေရတာကအုပ်အဟောင်းတွေပဲမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကမြမမြေပေါ်မှာအမှန်တကယ်ထွန်းကားခဲ့တဲ့ယဉ်ကျေးမှုကြီးတစ်ခုရဲ့အသက်ရှူတန်းတွေပါသမိုင်းဟာတခါတရံပျောက်ကွယ်သွားတာမဟုတ်ပါဘူးအသွင်သစ်တစ်ခုနဲ့ဆက်လက်ရှင်သန်နေတတ်ပါတယ်ဒါဆိုတင့်အမြင်မှာပြူရင်ကျေးမှုကြဆင်းရတဲ့အဓိကအကြောင်းရင်းကနန်ကြောက်ရဲ့စစ်ပွဲလားရာသီဥတုပြောင်းလဲမှုလားဒါမှမဟုတ်အကြောင်းရင်းအလုံးပေါင်းဆက်သွားတာလားတင့်ရဲ့အမြင်ကို comment မှာမျှဝေပေးကြပါအောင်ဗျာ Studio Silo Channel ကို subscribe လုပ်ထားပြီးတော့မြမသမိုင်းနဲ့ကမ္ဘာပဟေလိတွေကိုအတူဆက်လက်စူးစမ်းလေ့လာသွားကြရအောင်ပါအားလုံးပဲအဆင်ပြေကြပါစေဗျာကျေးဇူးတင်ပါတယ် Don't forget to like, comment, and subscribe.